ရင်သာမတိတာတဲ့လူနေရင်ဘဝတစ်ခုလုံးဟာနေတလို့ပွဲရေပေါင်းပင်နဲ့မပြေအိုးတကွယ်လူဆိုတာတယောက်စီမနေနိုင်တဲ့တတဝါတွေပဲလို့ဆိုစမရှိခဲ့တယ်ပေါ်မွန်တွေလည်းအိမ်ထောင်တွေနဲ့တင်တဲ့ညဲကိုမာတော့လေတကောင်နဲ့မျက်စိလေးတွေ့တာသူတော်ရှိပါတယ်ตาရတဲ့ဘဝတစ်ခုစောင့်ရည်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ချိန်တော့တနေရတော့တဆုံးခုတော့အကြောင်းနဲ့ပြတ်သွားမြဲမယုံကြည်နိုင်လောက်အောင်အခြေအနေတွေတိုက်ဆိုင်တော့ကွယ်နောက်တစ်ခါအတွက်လဲမဝမရဲဖြစ်ရတယ်လက္ခဏာစရာကပြောတဲ့နေရဲ့နှလုံးလမ်းကြောင်းမှာကြုံခတ်နေတယ်မိမနဲ့ပတ်သက်လာရဲ့အမြဲတမ်းမဲ့ကန်ဆိုနေမယ်အခက်မသိရဲ့ချစ်ရဲ့အတွက်ကိုအသက်တောင်ရရှာလိမ့်မယ်မြတ်ကအချစ်သမား